နေဘူးလည်းမသိဘူးမင်းဘူးလည်းမသိဘူးဟာဒွင်းလေးစားဖို့ရေးကြည့်နေကျင်းတို့စေးညမယ်ဟဲ့ဒွင်းလေးကတိလေးရရှိတယ်ဟိုတော့ဒွင်းလေးစားကြမယ်ကတိလေးရရှိတယ်ယောက်ျားတော့ပြောအမြတ်သူကတော့ဒွင်းလေးတော့ရွေးလာရုံပဲဒွင်းလေးတွေကိုခေါ်လာတယ်လမ်းမှာအသေးတွေ့လို့တခါလဲကားတယ်တခါလဲခေါ်လာတယ်ဗမာသီးတွေဒီသီးရရှားတယ်ဗမာသီးလားဗမာသီးမှာအဲ့ဒါကြောင့်မလို့ဗမာသီးမလို့ရအောင်ရှာခေါ်တာရှယ်ပဲဘလို့ရောက်လဲကိုစားမယ်လေရှိပြမတော့တဲ့ပုံမှာဗမာသီးမဘယ်လိုရှိတာလဲတော့ဘယ်တော့မရောက်လဲကျွန်တော်မှာ3000ဝယ်4000 2000 โอเคဈေးလျှော့ပေးနော်စားမယ်စားကြမယ်ဒီနေ့ရှယ်ဗမာသီးမလို့ကြိုက်တာဗမာတိကယူရီးယားတိကယူရီးယားတိကဟိုအသားပဲထူတာတက်စာရှိတယ်ဗမာသီးပဲစားတာငါတန်တောင်တာပဲရလဲဟာဟာရေးသည်အော်မလေးမြန်ရေးရကျမတက်စာရှိတယ်ဒွေးကြီးဆက်မျိုးတိတ်မကြိုက်ဘူးဒီလိုမျိုးဗမာသီးစစ်ပဲကြိုက်တယ်ဒါဗမာသီးစစ်ကြည့်ရတယ်သိတယ်စားပြီလေဒါဆွဲကြမယ်ချူတင်ကုန်တော့ယူမယ်ထိုင်ပြီးတော့ပဲနဲ့ဒွေးကြီးဗမာသီးတော့လုံးဝဆက်သီးတော့ဒါရဖုန်းလို့မရဘူးလားကြားတယ်ဘာဖုန်းလိုက်ကြည့်ရတာအလုံးချုပ်နေကြတယ်ကိုအာရုံမရသေးဘူးဒွေးကြီးတယ်ဟုတ်ကဲ့အားစားတယ်နေရတာဘယ်ဟာစဘယ်ဟာလဲကိုနဲ့ဟာနဲ့ဒီတင်းသေးလေးဈေးနဲ့ရှော့ပေးနော်ဟာရှယ်ပဲအရှယ်ပဲလားဟုတ်ဒါဖယ်တော့ရောက်မို့လဲဟိုဟာနန်းဝင်မနေ့ကဆိုနန်းဝင်သေးဟိုနန်းဝင်သေးရဟိုဟာဒီတနာနဲ့ကမ္ဘာစီမေးခွန်းအော်ဦးလေးတို့လည်းဘယ်နဲ့မှာတော့ညမလားညမလားလားဟုတ်ကဲ့အဲ့ကျွန်တော်ညနေခင်းမှာအော်ညနေခင်းမှာနိုးစီဒီအနိုးစီဒီနိုးစီဒီဒီဟာ4000 3000ဝယ်2000ဝယ်ဆိုဟိုအားလေးရပဲပေးလိုက်ပါ3000ဝန်းနဲ့ပဲ3000ဝန်းနဲ့ပဲပေးလိုက်ပါရှယ်ပဲဒီလုံးပါလေအလုံးနေလားဟုတ်ကဲ့ပါရှူတင်ရဖွဲ့တွေကိုစားရအောင်လို့တွားပေးလိုက်အောင်မှာတို့ကြိုက်တယ်ဆိုထပ်ဝယ်စားလို့ရအောင်မှာတခါလဲခွာထားပြီးသားရှယ်ပဲတွားပေးလိုက်မချင်းရှယ်ပဲအကောင်သေးမယ်စွာတယ်ဒူရင်းဒီအကောင်ကြီးစရာမလိုသူတစ်လေးနဲ့စွာတာပဲလို့ပဲအကောင်ကြီးကြီးပေါ်ဒါစွာတယ်လုံးသွားပြီဟုတ်ကဲ့ဘယ်ကောင်းလဲဒါနဲ့တရားနဲ့ပဲရတယ်ဒါပဲလားဒီဘယ်ကောင်းတဲ့ဟာယူတော့မိတ်ပြတ်မယ်နော်ဒါကောင်းဒါကောင်းတယ်နော်သိကြရနော်ဟုတ်တယ်ဗျာရပြီဆိုအောင်6လုံး9လုံးအဲ့တော့အခုကဒွင်းကြီးစားတယ်နော်ထပ်ခွဲမှာနော်စားဖို့တိတ်နေတာနော်ထပ်နေကြနေအောင်စားလို့ရပြီနော်အဲ့တော့9လုံးနော်သူပြုံးပြတစ်လုံးလေစား3လုံးမ4လုံး9လုံးဘယ်လောက်လဲဒီရင်းနေခုံးတာဒင်းပတ်စံရှင်းရတော့မှာအဲ့ရှင်းရတော့အားရဟိုနဲ့ပဲပြလိုက်ပါ3000နဲ့ပဲချော့ပြလိုက်ပါနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့4000ရောက်တဲ့လုံးနေနော်ကျေးဇူးတင်ပါတယ်ရှင်ဒါအရန်ကောင်းတယ်ဒီကိုကြီးတွေဒီကားလေးလမ်းမှာတွေ့လို့ဝယ်သားသူတို့အားတဲ့ဗာလဲညဆိုရင်လည်းဦးလေးညနေဆိုဦးလေးရဲ့ဦးလေးထမင်းကျော်မှာရှိတယ်တဲ့တနေ့ကောင်ကတော့လင်းထမင်းကျော်မှာရှိတယ်တဲ့တကယ်ကောင်းတာနဝင်စေးပြင်းစေးနဝင်စေးပါရှိရလားတစည်းတော့ဘယ်နဲ့ကပက်သွားတာတစည်းနှစ်စီးရှိရအော်နှစ်စီးရှိတာနဝင်စေးပါတစည်းရှိတယ်တဲ့တော်တော်ကောင်းတယ်ဒီတကယ်ကောင်းတယ်ဗမာသေးကြီးပဲရှယ်ပဲတစ်လုံးကို4000ကနေစပါတယ်ဟုတ်တယ်နော်4000 3000ခွဲ4000 4000ခွဲအကြည့်ကြည့်သလိုသိရင်သိလို့ပေါ့နော်1000ခွဲတာနဲ့ပါ1000ခွဲနဲ့ပါသေးတယ်မပေးဘူး1000ခွဲတာမပြအောင်ကျွန်တော်တို့အဲ့တော့1000ခွဲတာဟုတ်ကဲ့1000ခွဲတာဒီမှာလည်းစိုက်သေးသေးအေးအပန်းခွဲဒါ1000ခွဲဟောဒါ1000ခွဲဟာလာလေ1000ခွဲတယ်1000ခွဲနဲ့ဖြစ်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကံကောင်းတာတော့ဒွင်းစီအဲ့လိုကောင်းကောင်းစားဖို့တော်တော်ရှားတာအမီးပွိုက်မှာတွေ့တာဒီအလုံးကြီးမြင်လိုက်လို့မင်းတို့တော့ခိုးမလို့ကမီးပွိုက်မမီးဘူးဖြစ်သွားတာမှန်ကြပြီးတော့ခေါ်လာရကျေးဇူးပါဒွင်းစီရာဒီဒွင်းစီစားကြပါအောင်ရှင်သစ္စာရှိရမှာဒွင်းစီကျေးဇူးတင်ပါ